ဆိုင်ကယ်မျိုးလို့ခုနောက်ပိုင်းမှာတင်စားခေါ်ဝယ်ခြင်းခံရတဲ့မန္တလေးမြို့မှာစက်ကြောတဲ့ရွယ်လူငယ်အများစုကသူတို့ရဲ့အားလက်ချိန်တွေမှာအခုမြင်တွေ့ရတယ်လို့ပါပဲဆိုင်ကယ်စတန်လို့ခေါ်တဲ့ဆိုင်ကယ်ဘိန်းကစားခြင်းကိုအုပ်စုလိုက်ဖွဲ့ပြီးတော့ကစားလေးရှိကြပါတယ်မိဘတွေကတော့အခုလိုဆိုင်ကယ်ဘိန်းကစားတာကိုအားမပေးပေမဲ့လူငယ်တွေကတော့ဒီကစားနည်းကိုခုံခုံမင်းမင်းနှစ်ချိုက်နေစေပါမိဘရဲ့တမုံတူပါတော့ဒါကျွန်တော်ဝါသနာအရန်ပါလို့ပေါ့နော်ယူတူလို့ဆိုကျွန်တော်စပြီးတော့ဆော့ခဲ့ရပါဟုတ်စားစောစောချင်းမှာဘယ်လိုခက်ခဲနေအဓိကရင်ဆိုင်လဲခက်ခဲရအများကြီးပဲကျွန်တော်တို့ဘာလို့မှမလုပ်တတ်တော့ရှေ့ကအကူတွေဆော့ရအောင်ကြည့်ပြီးတော့ပေါ့နော်အဲ့တိုင်းလိုက်ဆော့ရင်းနေကနေပြီးတော့ဖြည်းဖြည်းချင်းပဲရသွားကြတာပေါ့နော်အဲ့လိုမျိုးပါပဲကိုကျွန်တော်တို့စဆော့ရမှာဆိုပေါ့နော်ကျွန်တော်တို့ကမိဘတွေယုံကြည်အောင်ကျွန်တော်တို့ဘာမှမလုပ်ပေးနိုင်ပါဘူးပထမစဆော့တဲ့အချိန်မှာအဲ့တော့ကျွန်တော်တို့နောက်ပိုင်းမှာတော့သူတို့အနေနဲ့ပေါ့နော်စိုးရိမ်ပူပန်မှုမရှိလောက်အောင်ကျွန်တော်တို့ဆော့ပြနိုင်ပါတယ်အစကျွန်တော်တို့စဆော့တဲ့အချိန်ရင်ဆိုင်တော့အခုချိန်မှာဆိုလို့ရှိရင်တော့နော်ကျွန်တော်တို့ကသူတို့ပေါ့ယုံကြည်မှုရှိအောင်ကျွန်တော်အနေမဖြစ်ဆိုအောင်ဆော့ပြနိုင်တဲ့မိဘတွေကတော့ကျွန်တော်တို့လက်ခံလာပါတယ်အသက်15နှစ်ကနေ25နှစ်အပိုင်းခြားလူငယ်အများစုကတော့ဝါသနာရဆိုင်ကယ်စတက်ကစားတတ်ကြပါတယ်ဆော့ရသူတော်တော်များများကတော့လူသွားလူလာကင်းရှင်းတဲ့နေရာတွေမှာဆော့တက်ကြတာပါကျွန်တော်တို့အဓိကထားဆော့တာလူရှင်းတဲ့နေရာပေါ့နော်လမ်းလေကောင်းတဲ့နေရာအဓိကလူရှင်းတဲ့နေရာပဲကျွန်တော်တို့ရွေးပြီးဆော့တာများပါတယ်လမ်းပေါ်ထက်တာတော့ရှားပါတယ်ဗျဟုတ်ကျွန်တော်တို့အနေနဲ့မန်းလေးမြို့မှာတော့အဲ့ဒါတော့ဆော့လို့မရပါဘူးကိုဘာလို့လဲဆိုတော့ကျွန်တော်တို့အခုဗျာဒီမှာလူတာရက်တာတွေကလည်းဆိုင်ကယ်တွေနဲ့ဆိုတော့ဗောနော်ကျွန်တော်တို့ကအထင်မှားခံတယ်ဗျပြီးတော့ကျွန်တော်တို့ဆော့တာတွေလည်းအများပြည်သူနောက်ဆက်တယ်လို့အဲ့လိုဗောနော်တတ်မှတ်ထားကြတယ်ဗျအဲ့တော့ကျွန်တော်တို့ကလူရှင်းတဲ့နေရာမျိုးမှာတော့မြို့ပြင်မှာမျိုးမှာတော့ဆော့လို့ရပါတယ်ဗျဆိုင်ကယ်ကိုနိုင်နိုင်နင်းနင်းနဲ့ရှေ့ဘိန်းထောင်တယ်လို့တွတ်တက်လက်လက်ကျွမ်းကျန်းကျင်ကျင်နဲ့လဲနောက်ဘိန်းအလှပြတတ်ကြတဲ့ဆိုင်ကယ်စတန်ကစားတဲ့သူတွေကိုဘေးပဝန်းကျင်ကတော့အကောင်းမြင်လေးသိမ့်မရှိကြပါဘူးဒါပေမဲ့လဲမန္တလေးမြို့မှာလွန်ခဲ့တဲ့3-4နှစ်ကထက်ဆိုင်တော့ဆိုင်ကယ်ဘိန်းကစားတဲ့သူပိုပြီးများလာနေတာပါလမ်းမတွေပေါ်မှာဆိုင်ကယ်ဘိန်းကစားနေရာတွေကိုတွေ့ရင်တော့ရင်ထင်းရဲတွေရဲ့ဖန်ဆီးမှုတွေလည်းကြုံတွေ့ရတယ်လို့လူငယ်တွေကရင်ဖွင့်ကြပါတယ်ခံရပါပါတယ်ဗျခံရပါကြီးကြီးမားမားဆိုတာတခါမကပါဘူးကျွန်တော်တို့အနေနဲ့တော့ဆော့တိုင်းဖမ်းခံနေရပါပဲဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုမျိုးဖမ်းခံရလဲဆိုရင်သူတို့ကဟိုဘက်လန်ဒီဘက်လန်ပိတ်ဖမ်းနေဗျအခါမှာကျွန်တော်တို့ကတော့အဖမ်းမခံနေတဲ့အတွက်ကျွန်တော်တို့ထိုးပေါက်ထွက်ပြေးပါတော့ထိုးပေါက်ထွက်ပြေးတဲ့အခါမှာကျွန်တော်တို့ကသူတို့ပေါ်ရိုင်းဆိုင်တို့လည်းဖြစ်ခဲ့မှာပါဗျာအဲ့ဒါတွေကိုလည်းသူတို့မကြည့်ရပါအဲ့လိုမျိုးမကြည့်နဲ့ကြပါတော့ရဲတွေကဒါကကြတော့ကျွန်တော်တို့ရန်ကားမှုပုံမှန်တက်ပြီးတော့ဖမ်းလို့ရပါတယ်အဲအကြောင်းမို့ဆိုပြီးကျွန်တော်တို့အဲ့လိုမျိုးဖမ်းဆီးရပါမစင်မချင်းမောင်းနေမှုလည်းပါတာပေါ့နော်အဲ့ဒါကြီးပုံမှန်တက်ပြီးတော့ကျွန်တော်တို့ဖမ်းတာပါဗျာဟုတ်တချို့လူတွေကြတော့လဲဒီဆိုင်ကယ်ဘိန်းစားတဲ့သူတွေကိုမူယူပြီးလက်မတွေပေါ်မှာတောင်းကျနေတဲ့သူတွေမူရစ်စေပါသုံးဆွဲပြီးတော့ထင်ရဆိုင်နေတဲ့သူတွေလို့ရှုမြင်တက်ကြပြန်ပါတယ်ဆွဲဆွဲမက်မက်ဆိုင်ကယ်ဘိန်းစားတတ်တဲ့သူတွေကတော့အဲ့ဒီရှုမြင်ချက်တွေကိုညှင်းချက်ထုတ်ချင်ပါတယ်တဲ့ကျွန်တော်တို့အနေနဲ့ဗျာဒီအောင်နည်းနည်းလေးပေါ့နော်အရက်သေးစားဆိုရင်တစ်စက်တစ်ခွက်ကစပြီပေါ့နော်အဲ့လိုမျိုးတောက်ပြီးစော့မယ်ဆိုရင်ကိုအန်ဒီအရန်များပါတယ်ဗျာကျွန်တော်တို့ဒီအောင်စော့မယ်ဆိုရင်ပေါ့နော်လုံးဝအဲ့လိုမျိုးမူရစ်စေဝါအရက်သေးစားအဲ့လိုပဲလူကိုထိုင်းမိုင်းစီရဲ့ပစ္စည်းဘာမှသုံးဆွဲလို့မရပါဘူးခင်ဗျကျွန်တော်တို့စော့မယ်ဆိုလို့ရှိရင်လည်းစော့တဲ့လူအားလုံးကလည်းကျွန်တော်တို့အနေနဲ့ကျွန်တော်မျက်စိအမြင်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီသလောက်ဆိုရင်တော့ဘယ်သူမှဒါမျိုးကိုသုံးဆွဲပြီးစော့ရမရှိပါဘူးဗျဘလိုပဲပြောဘိန်းကစားသူအများစုကဆိုင်ကယ်ကိုပိုင်နိုင်ကစားနိုင်တယ်ဆိုပေမဲ့လည်းတစ်ခါတည်းမှာတော့အနေအကျုံပြရသေးပါဒီကစားနည်းကိုမြင်ရတွေ့ရသူအများစုကတော့နှစ်ချိုက်အားပေးကြပေမဲ့လည်းလူကောင်းအကာအကွယ်တဲ့အုတ်ထုံမဆောင်တာတွေတခြားခန္ဓာကိုယ်အကာအကွယ်အသုံးမပြုတဲ့အပေါ်မှာတော့စိုးရိမ်မကင်းဖြစ်ကြပါတယ်ဘိန်းကစားရဲ့မတော်တဆထိခိုက်မှုတွေကြုံတွေ့ရပေမဲ့လည်းအသက်အန္တရာယ်ထိခိုက်အောင်ထီတော့မမြင်ဘူးလို့ဆိုင်ကယ်စတက်ဘိန်းကစားတဲ့သူတွေကဖွင့်ထားပါတယ်ဟုတ်ဖြစ်ကြပါတယ်တော်တင်ငယ်ချင်းတွေထဲမှာဆိုလည်းဖြစ်ကြတယ်အဲ့လိုမျိုးခိုင်းမိရပါတယ်6တွေပါတယ်လက်တွေပါတယ်ထိရတယ်တော်တော်များများရှိအသက်အန္တရာယ်ဆိုရအထိတော့မရှိခဲ့ပါဘူးကျွန်တော်မေးလို့လည်းကြိုးရပြီးပါပြီ။နောက်ပြီးပူးနာတွေပါပြီလည်းအကုန်လုံးဖြစ်ခဲ့ပြီးပါပြီ။ခုဆိုဒီလိုမျိုးနားသွားဖြစ်ထားတော့ချုပ်ထားတော့ကြတော့မစောဖြစ်ဘူးသိပြီးတော့ခုနောက်ပိုင်းမှာတငယ်ချင်းတွေကပြန်စောဆိုပြီးတော့ကျွန်တော်ပြန်စောတာပါဗျာ။အခုနောက်ပိုင်းမန္တလေးမြို့မှာခုသွမ်းမှုတွေလူရဲမှုတွေမကြရလာရတာကြောင့်တချို့သူတွေကတော့ဆိုင်ကယ်စတန်ကစားတဲ့သူတွေကိုအပြစ်ဖို့တက်ကြပါတယ်။ဒါပေမဲ့လည်းဒီလူငယ်တွေကတော့မြန်မာတို့ရဲ့အခါကြီးရက်ကြီးတွေမှာပရာဟိတလုပ်တဲ့ကြပါတယ်။ကျွန်တော်တို့ဥပုံနေဆိုရင်ဒီလိုဆိုင်ငယ်ဆော့တဲ့ညီကိုတွေကြီးပဲအကုန်လုံးစုပြီးတော့ပရာဟိတလေးပေါ့တစ်ခုလုပ်ဖြစ်တယ်အခုဥပုံနေဆိုပထမဆိုရင်ပေါ့မနက်ပိုင်းဆိုရင်တော့ဘုန်းကြီးတွေဆွမ်းလောင်းဖြစ်တယ်လို့ခါကြီးရက်ကြီးလိုမျိုးဆိုလို့ရင်တော့ဟိုပေါ့မိဘမဲ့အကြောင်းတို့ဆွမ်းအနာမကြအကြောင်းတို့မှာတော့လှူဖြစ်ပါတယ်ခင်ဗျ။ဒီတငယ်ချင်းတွေကြီးပဲ။ဟုတ်ကဲ့။တခြားဟိုလှုပ်ရှားမှုတွေရောဘာလို့လုပ်ဖြစ်ကြလဲ။တခြားလှုပ်ရှားမှုတွေဆိုတော့ကျွန်တော်တို့ကအဓိကဒီလိုမျိုးလုပ်ပြရဆိုတာကဟောပေါ့အခုမန်လေးမှာဆိုလဲတော်တော်များများပေါ့နော်လူရဲမှုတွေဖြစ်တယ်
အဲ့လိုမျိုးဆွဲကြဖြစ်တာဆိုင်ငယ်ခိုးရတယ်ပေါ့နော်ဒါတွေကလည်းကျွန်တော်တို့နဲ့ဆက်ဆက်နေရဆိုပြီးတော့လေရဲရတန်တရားရှိကြရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကစော့တာကတက်ဒီလိုမျိုးဝါနာပါလို့စော့နေတာပေါ့နော်အဲ့လိုမျိုးလူရဲမှုတွေနဲ့ကြတော့ကျွန်တော်တို့မဆိုင်ဘူးဆိုတဲ့အကြောင်းလေးကိုပေါ့နော်ကျွန်တော်တို့ကလည်းဆိုင်ငယ်လေးစော့တယ်ပရာဟိတအလုပ်လေးလည်းလုပ်တယ်ပေါ့နော်အဲ့အလေးလည်းကျွန်တော်တို့တွဲပြတာပါဟောပေါ့အထင်လွဲမှားမှာဆိုလို့ပေါ့နော်ကျွန်တော်တို့ရန်ကားနေတာမဟုတ်ပါဘူးဒီလိုမျိုးကုသိုလ်လုပ်တဲ့အလုပ်လေးတွေရှိပါတယ်ဆိုတော့ကျွန်တော်တို့ပြောပြချင်ပါတယ်ဒီကစားခြင်းကိုခုံမင်းတဲ့လူငယ်တွေအတွက်ဆိုင်ကယ်စတန်ကွင်းနေနဲ့နိုင်ငံတကာမှာလိုပြိုင်ပွဲတွေပြုလုပ်ပေးဖို့လူငယ်တွေကတောင်းဆိုနေကြပါတယ်။ဒီမြန်မာနိုင်ငံမှာလည်းပေါ့နော်ဥပမာကျွန်တော်ထိုင်းလိုမျိုးအဲ့လိုမျိုးပြိုင်ပွဲလေးတွေပါလေလုပ်ပေးစီချင်ပါတယ်။ကုမ္ပဏီတွေကနေပေါ့နော်ဆိုင်ကယ်ကုမ္ပဏီတွေကနေပေါ့အဲ့လိုမျိုးလေးလုပ်ပေးစီချင်တယ်ဗျ။နို့မို့လို့ကျွန်တော်ကလည်းလမ်းပေါ်မှာပဲစောင့်နေကြရန်ကားလိုပဲဖြစ်နေတယ်။သူကွင်းလေးပါလေးလည်းလုပ်ပေးရဆိုရင်တော့ကောင်းတော့ပါဗျာ။အဲ့ဒါဆိုရင်တော့ကျွန်တော်တို့လည်းလမ်းပေါ်လည်းထွက်เสียအကြောင်းမရှိတော့ဘူးပေါ့နော်။စီကန်းလေးနဲ့ပဲစော့သွားလို့ရပါတယ်ဗျာ။အဓိကတော့စော့ကျင်တာကွင်းမယ်အဓိကကျွန်တော်တို့ထားကျင်တာကွင်းလိုချင်တာအဓိကတော့ဘာလို့ခုဆိုမှကွင်းမဲ့ရှော့ကျွန်တော်လမ်းနေပေါ်မှာတက်ဆိုရတယ်လမ်းနေပေါ်မှာဆိုတော့တချို့တိုက်မိခိုင်းမိရတယ်ဖြစ်တာတော့မရှိဘူးဒါပေမဲ့တိုက်မိခိုင်းမိမှာတော့စိုးရိမ်နေသူတို့အဲ့မျိုးလည်းမကောင်းဘူးတချို့ကြလည်းစော့တယ်လမ်းနေပေါ်မှာဒါပေမဲ့မစော့နဲ့ပြောတယ်ဒါပေမဲ့နားထောင်တယ်သူတို့မစော့ပါဘူးအဲ့နေရာတွေမှာကျွန်တော်တို့ခုလမ်းရှင်းတဲ့နေရာတွေမှာပဲလာစော့တယ်တော်တော်များများတော့လမ်းရှုပ်တဲ့ပုံမှာဘယ်သူမှမစော့ခိုင်းတာဘူးကျွန်တော်တို့ကလမ်းရှင်းတဲ့ပုံပဲစော့ခိုင်းတာပဲစော့ခိုင်းတာပါဒီလောက်ပါဆိုင်ကယ်စတန်စီးတာဟာအနေအများတယ်လို့ဆိုပေမဲ့လည်းဒီကစားနည်းကိုဆွဲမဲ့တက်တဲ့သူတွေကတော့ဘလို့အကြောင်းရင်းနဲ့မှမစွန့်လွတ်နိုင်ပါဘူးတဲ့တကယ်လို့များတစုံတစ်ယောက်ကဘဝအတွက်အိမ်အောင်ပတ်နဲ့ဆိုင်ကယ်ဘယ်အရာကိုရွေးမလဲဆိုရင်တော့မှသူတို့အတွက်ကတော့အရင်ဆုံးဖြေမိမှာကဆိုင်ကယ်ကိုပဲဆိုပြီးဟာတာနှော့ပြီးပြောတတ်ကြပါတယ်အခုလိုဆိုင်ငယ်ဘိန်းကစားခြင်းဟာအသက်အန္တရာယ်ထိခိုက်နိုင်တယ်လို့လူကြီးတော်တော်များများကရှုမြင်ကြပေမဲ့လည်းလူငယ်အများစုကတော့သူတို့ရဲ့ဝါသနာအရလူသားလူလာကင်းရှင်းတဲ့နေရာတွေမှာသူတို့ရဲ့အားလက်ချိန်တိုင်းပဲဒီဆိုင်ငယ်ဘိန်းကစားခြင်းကိုစော့ကစားနေကြပါတယ်ကျွန်တော်ထားအောင်ပါ